မင်္ဂလာပါ ICL Computer Learning မှာပြန်လည်ကြိုဆိုပါရစေမိတ်ဆွေတို့နေကောင်းကျန်းမာကြရဲ့လားဒီနေ့မိတ်ဆွေတို့ကို Web Technology အကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ Front End နဲ့ Back End အကြောင်းကိုအနည်းငယ်မျှဝေပေးချင်ပါတယ်မိတ်ဆွေတို့သတင်းချက်လက်တွေရှာဖွေနေတဲ့ website တွေမှာ Front End နဲ့ Back End ဆိုပြီးနှမျိုးရှိပါတယ်Front End ဆိုတာကတော့သုံးစွဲသူများနဲ့အပြန်အလှန်ဆက်သွယ်တဲ့စိတ်ပိုင်းပဲဖြစ်ပြီးတော့မှ Back End ဆိုတာကတော့ website ရဲ့နောက်ွယ်ကနေလွတ်ဆောင်ပေးတဲ့အရာတွေပဲဖြစ်ပါတယ်မိတ်ဆွေက internet နဲ့ website တွေဖွင့်ကြည့်တဲ့အခါမှာမိတ်ဆွေမြင်ရတဲ့အရာအားလုံး from design နဲ့အရာတွေ drop down menu တွေ button ခလုတ်တွေစတာတွေဟာ website ရဲ့ front end design တွေပဲဖြစ်ပါတယ်web page from end ရဲ့ design color တွေကလည်းအမြဲတမ်း update ဖြစ်နေတော့တနေ့နဲ့တနေ့တောင်တူမှာမဟုတ်ပါဘူး website ရဲ့ from end တိုင်းကိုပြုလုပ်ထားတဲ့အခြေခံ code language တွေကတော့ HTML, CSS နဲ့ JavaScript တွေပဲဖြစ်ပါတယ် HTML ကတော့ Hypertext Markup Language ပဲဖြစ်ပါတယ် web စာမျက်နှာတွေကိုတိစောက်ဖို့ဆိုရင် HTML ကအလွန်ကိုအခြေခံကြတဲ့ Foundation Code Language တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ website တစ်ခုကို HTML တစ်ခုနဲ့ပဲပြုလုပ်ထားမယ်ဆိုလို့ရှိရင် website ရဲ့ design ကတော့ဒီလိုပုံစံပဲထွက်မှာဖြစ်ပါတယ်။ဒါပေမဲ့ CSS Code Language နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ဒီလို website ပုံစံမျိုးထွက်လာမှာပါ။ CSS ရဲ့အရှိကတော့ Cascading Style Sheet ပဲဖြစ်ပါတယ်။ CSS Code Language တွေကတော့ web စာမျက်နှာရဲ့ style တွေဖြစ်တဲ့စာသားအရောင်စာလုံး style စာပိုက်များအကြားအကွာဝေး column အရွယ်အစားနဲ့နေရာချထားပုံနောက်ခံပုံအမျိုးမျိုးအတွက်အသုံးပြုပါတယ်။ CSS ကိုလေ့လာရင်နဲ့နားလည်ရင်အလွန်လွယ်ကူပါတယ်။ CSS ကို markup language တွေဖြစ်တဲ့ HTML တို့မဟုတ် XHTML နဲ့ပေါင်းစပ်ပြီးသုံးရပါတယ်။ JavaScript ကဘာတွေလုပ်ပေးလဲဆိုတော့ခလုတ်နှိပ်လိုက်ရင် pop up error message တွေပြပေးတာမျိုးစာသားတွေ auto ဖြည့်ပေးတဲ့အရာမျိုးစတာတွေကိုလုပ်ဆောင်ပေးပါတယ်။ဒါကြောင့်မို့ front end website developer တယောက်ဖြစ်ဖို့ဆိုရင် programming code language တွေဖြစ်တဲ့ HTML, CSS နဲ့ JavaScript တွေကိုမဖြစ်မနေလေ့လာထားဖို့လိုပါမယ်။ Back end ဆိုတာကတော့ server side ကိုရည်ညွှန်းပါတယ်။ server side ဆိုတာကတော့ website တစ်ခုတွင်လုပ်ဆောင်မှုတစ်ခုပြုလုပ်တဲ့အခါတိုင်း website နောက်ွယ်မှာလှုပ်ရှားပြီးတော့အရာပဲဖြစ်ပါတယ်။ဥပမာပြောရရင်မိတ်ဆွေတို့ website တစ်ခုမှာ registration form တွေဖြည့်ထားရင်အဲ့ဒီ data အချက်လက်တွေကdatabase server ထဲကိုရောက်သွားပြီးတင်ဆက်ပေးထားတဲ့အရာတွေဖြစ်ပါတယ်။ဥပမာပြောမယ်ဆိုရင်ငွေပေးချေခြင်းလုပ်ငန်းတွေအတွက်ဆိုရင် data တွေကိုလက်ခံပေးခြင်းထိုအချက်လက်များကိုလုံလုံခြုံခြုံတင်ဆက်ပေးခြင်းနဲ့ငွေပေးချေခြင်းစတာတွေကိုလုပ်ဆောင်ပေးပါတယ်။အဲ့ဒီလုပ်ဆောင်နိုင်အောင် back end developer တွေက database အချက်လက်များကို browser တို့ဆက်သွယ်လို့ရအောင် query code တွေရေးသားပေးရပါတယ်။ Back end developer တယောက်ဖြစ်ဖို့ဆိုရင် database SQL အကြောင်းကိုလေ့လာထားရမယ့်အပြင် programming code language တွေဖြစ်တဲ့ PHP, Java, Python, Ruby စတဲ့ server side programming code language တွေကိုလေ့လာထားဖို့လိုပါမယ်။ကဲဒီလောက်ဆိုရင် front end နဲ့ back end developer တွေဖြစ်ဖို့ဘာ programming code language တွေကိုလေ့လာထားရမယ်ဆိုတာကိုနားလည်သဘောပေါက်သွားပြီလို့ထင်ပါတယ်အချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ချင်းအပြင်မိတ်ဆွေအနေနဲ့ဗဟုသုတနည်းနည်းလေးပဲရရင်တောင်းအရင်ပဲကြည်နေမိပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လဲဆုံတွေ့ကြရအောင်နော် bye